ကျမရဲ့ကိုတွေ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်။ကျမထင်တယ်အသက်9နှစ်လောက်တုန်းကဖြစ်လိမ့်မယ်ပေါ့နော်။ကျမကအိမ်မှာကာတွန်းကားကြည့်နေတာ။အိမ်တိုင်းလေးကိုမှီပြီးတော့မှကျမကာတွန်းကားကြည့်ရဲ့အချိန်မှာအဖေကပြန်လာတယ်အပြင်ကနေပြီးတော့မမေကကြတော့သူကကျမမှာမောင်လေးရှိတယ်။မောင်လေးရဲ့ကိုဝင်ကိုလွယ်ထားတာ။ကိုဝင်6လ9လတော့ရှိမယ်ထင်တယ်။မမွေးသေးတဲ့အချိန်ပေါ့နော်။ဒါပေမဲ့ဘိုက်ကတော်တော်ပူနေပြီ။ကျမအဲ့ဒါကိုအသေးစိတ်မှတ်မိတယ်။ဆိုတော့အဲ့မှာအဖေကကျမဘေးနားမှာလာထိုင်ပြီးတော့သူကဘာပြောလဲဆိုတော့မမေကမွေးတော့မှာပေါ့နော်မောင်လေးရောက်လာတော့မှာမောင်လေးရောက်လာတဲ့ခါကျရင်မမေကမောင်လေးကိုပဲခြီရမယ်အဲ့တော့သမီးကဖေဖေပေါ်ရောက်လာမယ်ပေါ့နော်သူပြောတဲ့ပုံစံကအဲ့လိုမျိုးလေးပေါ့အဲ့ဒီအထိကိုကျမကတိတ်ပြီးတော့ခေါင်းနဲ့မရောက်ဘူး attention လည်းတိတ်မပေးဘူးကလေးတဘာဝပေါ့နော်ကျမကတွန်းကားကိုပဲဆက်ပြီးတော့မော့နေတယ်ပေါ့နော်အဲ့တော့အဖေကကျမကိုစတာဆိုတဲ့ခါကျတော့နောက်တစ်ခွန်းထပ်ပြောတယ်ဒါကမောင်လေးတယောက်တည်းမို့လို့လေတဲ့နောက်ထပ်တယောက်ထပ်ရောက်လာတဲ့ခါကျရင်အရှိရမောင်လေးကကြတော့အဖေပေါင်ပေါ်ရောက်မယ်ပေါ့နော်နောက်ထပ်မွေးလာတဲ့ကလေးလေးကကြတော့အမေစီရောက်မယ်ပေါ့သမီးကတဲ့အိမ်ပေါက်မှာသွားနေလိုက်တဲ့အဲ့လိုပြောတယ်အဲ့လေ stay okay ပေါ့နော်ကျမဘာမှတိတ်တုံနှုတ်ချင်းတိတ်မရှိဘူးပေါ့ဒါပေမဲ့အဲ့မှာကျမကဘာမှတိတ်မဖြစ်ဘူးဆိုတဲ့အချိန်မှာအဖေကဘာထပ်ပြောလဲဆိုတော့ထပ်ဆတာပေါ့နော်အဓိကလူကြီးတွေကကြတော့ကလေးကိုစတာဆိုတဲ့ခါကျတော့နောက်ထပ်ကလေးတွေတဲ့ထပ်ပြီးတော့တဲ့မွေးလာတဲ့ခါကျရင်တဲ့သမီးရတဲ့အမိုက်ပုံမှာသွားနေလိုက်တော့တဲ့ဟဲအဲ့စကားကိုကြားတဲ့အချိန်မှာကျမကလေကျမမမိရပေါ့နော်ဘဲဆိုကျမကထားငိုတာပေါ့နော်ဘာလို့ဆိုကျမအမိုက်ပုံရောက်သွားတာအိုးအဲ့တော့အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေပေါ့နော်မမေဖေဖေတွေအကုန်လုံးလဲကျမနီးတူအမိုက်ပုံရောက်ဖူးကြမယ်လို့ထင်ပါတယ်ကျမဒီအသက်အရွယ်မှာဘာဖြစ်လို့ဒီကိစ္စကိုအဲ့လောက်ထိအသေးစိတ်မှတ်မိရလဲဆိုတော့ဒါဟာကျမအတွက် trauma တစ်ခုဖြစ်ခဲ့လို့ဖြစ်နိုင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့အကြီးနဲ့အငယ်နဲ့ကိုရန်တိုက်ပေးတယ်လို့ဖြစ်တာ哦နော်။စတာဆိုပေမဲ့လည်းကလေးအကြီးရဲ့စိတ်ထဲမှာ jealousy ဝင်သွားတယ်။အဲ့တော့ကျမကအဲ့ချိန်ကနေစပြီးတော့မွေးတော်မမွေးသေးတဲ့မောင်လေးကိုပေါ့နော်။စိတ်ထဲမှာမကြိုက်နေဘူး။အဲ့ဒီခံစားချက်ဝင်နေဆိုတာကိုအခုတည်းတည်းမှတ်မိတယ်။ဒီဟာကိုကျမတို့က child psychology မှာ sibling jealousy လို့ခေါ်ပါတယ်။မောင်နှမသားချင်းကြားမှာဇီဝင်တဲ့ကိစ္စပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကကလေးတဘာဝအရာဖြစ်လာတာမဟုတ်ဘူးပတ်ဝန်းကျင်ကလူတွေရဲ့ပြောတဲ့စကားပြုမှုတဲ့ပုံစံကလေးတွေကို treat လုပ်တဲ့ပုံစံကနေမှတဆင့်ပွားပြီးတော့ဖြစ်လာရစီတဲ့အကြောင်းတရားတွေဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ကကလေးတွေကိုအဲ့လိုမျိုးလုံးဝမလုပ်ရပါဘူးအကြီးနဲ့အငယ်နဲ့ကြားမှာဒီတန်ရောစဉ်ပေါ့နော် bonding လေးတစ်ခုဖြစ်ဖို့ဆိုရင်နံပါတ်1အကြီးကိုပေါ့နော်အကြီးမို့လို့ညာလိုက်ပါအကြီးမို့လို့အငယ်ကိုဦးစားပေးလိုက်ပါအကြီးမို့လို့နားလည်ပေးလိုက်ပါဆိုတဲ့စကားလုံးတွေလုံးဝမသုံးပါနဲ့မသုံးမဲနဲ့အကြီးဒီတာဝန်ယူစိတ်ပိုရှိတယ် responsibility ပိုရှိတယ် leadership skill ကိုသူ့ရဲ့အကြီးမှာပိုရှိရဲဆိုတဲ့အပိုင်းလေးနဲ့ကလေးကို raise up လုပ်ပေးပါ and then ပြီးရင်အငယ်လေးပေါ့နော်မွေးလာပြီဆိုတဲ့အချိန်မှာလေဒီအကြီးလေးပေါ့ကိုယ့်ရဲ့သားကြီးဖြစ်မယ်သမီးကြီးဖြစ်မယ်အငယ်လေးနဲ့ပတ်သက်တဲ့တချို့ကိစ္စလေးတွေမှာသူ့ကိုဥဆောင်ပါစေဥပမာငငယ်ကရှူးတွေပေါက်ချလို့သားကြီးဒိုင်ပါလေးယူပေးမလားစသဖြင့်ပေါ့နော်အဲ့တော့ဟိုကစားတဲ့နီလန်းလေးနဲ့ပေါ့နော်သူလည်းအရင် stress မဖြစ်တဲ့ပုံစံနဲ့သူ့ကိုဥဆောင်တဲ့ပုံစံလေးများများလေးကျမတို့ပြပေးပါ and then မိဘတွေအနေနဲ့ကြတော့ဒီအငယ်လေးမရှိတဲ့အချိန်ပေါ့နော်သားကြီးဖြစ်ဖြစ်ကိုယ့်ရဲ့သမီးကြီးဖြစ်ဖြစ်ကိုကျမတို့ဒီသားကြီးသမီးကြီးနဲ့မိဘနဲ့နှစ်ယောက်တည်းရှိတဲ့အချိန်အနည်းဆုံး10မိနစ်15မိနစ်လောက်သူ့ကိုပုံမြင်ဖတ်ပြတာစကားပြောပေးတာအစသဖြင့်ပေါ့နော်ဒီလိုကိစ္စမျိုးလေးတွေကိုလုပ်ပေးဖို့ဒီချိန်ကဒီနေရာကနေပြီးတော့ sharing လုပ်ပါရရှင်